မင်္ဂလာပါရှင်လက်တလုံးဖြစ်သွားတဲ့ငလျင်နဲ့ပတ်သက်ပြီးတော့အခုချိန်မှာလူတွေတော်တော်များများကရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့အပြင်စိတ်ပိုင်းဆိုင်ရာမှာလည်းဒီကြောက်ရွံ့မှုတွေစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေကဒီဖြစ်သွားတဲ့နေရာတွေမှာအထူးသဖြင့်ကြုံနေရပြီးတော့တခြားနေရာတွေမှာလည်းဒီလိုမျိုးအလားတူကြုံနေရတယ်ဆိုတာကိုကျွန်မနားလည်ပါတယ်ကျွန်မကိုယ်တိုင်လည်းဒီစိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေစိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေနဲ့ရင်ဆိုင်လိုက်ရတယ်ပေါ့နော်အဲ့ဒီအချိန်ခဏအတွင်းမှာကျမတို့ဟာအခုချိန်မှာဖြစ်သွားတဲ့နေရာကဖြစ်ပြီးသွားပြီပေါ့နော်ဆိုတော့ဒါမျိုးကိုကိုယ်တိုင်ကြုံလိုက်ရတဲ့သူတွေရှိတယ်လို့ကျမတို့လိုမျိုးဒီရန်ကုန်ဘက်မှာနေတဲ့သူတွေတခြားမဖြစ်တဲ့ဘက်မှာနေတဲ့သူတွေကလည်းစိတ်ထဲမှာပေါ့နော်ကိုယ်ရင်ကဒီလိုမျိုးနေရတယ်အိတ်နေရတယ်ဆိုမှစိတ်ပိုင်းဆိုင်ရာမှာသူတို့အတွက်ဘာမှမလုတ်ပေးနိုင်ဘူးဆိုတော့ကိုအပြစ်ရှိတယ်လို့မျိုးခံစားချက်တွေလည်းဖြစ်ကြမယ်ဆိုတာကျွန်မဒါကိုချင်းစာစိတ်နဲ့အတူတူခံစားလို့ရတချို့ငွေကြေးတက်နိုင်တဲ့သူကငွေကြေးအတိုင်းအတာနဲ့ support လုပ်ပေးမယ်အနည်းနဲ့များပေါ့နော်အခုချိန်မှာလူတိုင်းကတော့ support လုပ်ကြတာပဲများများတက်နိုင်တဲ့သူကများ support လုပ်တယ်နည်းနည်းနိုင်တဲ့သူကလည်းနည်းနည်းဒါပေမဲ့အဲ့နေရာမှာကိုကငါကတော့သူတို့လိုအငွေတွေအများကြီးမကူညီပေးနိုင်ဘူးဆိုပြီးတော့စိတ်ထဲမှာ guilty ဖြစ်နေစရာမလိုဘူးကျမတို့လှုပ်လို့ရတဲ့ဘက်ကနေကျမတို့ဝိုင်းပြီး support လုပ်ကြမယ်ပေါ့နော်ကိုယ့်ရဲ့ဒီနိုင်ငံအတွက်ကိုယ့်ရဲ့ကမ္ဘာကြီးအတွက်အဲ့တော့ကျမတို့ဘာတွေလုပ်မလဲဆိုခုချိန်မှာဒီစိုးရိမ်ပူပန်မှုတွေလူတိုင်းကြုံနေရတယ်ဆိုပေမဲ့ခုချိန်မှာအရေးကြီးတာကဘာလဲဆိုတော့လိုတာချက်ပို့ပြီးတော့ social media ကိုအသုံးပြုတာကိုကျမတို့တတိရှိနဲ့ထိန်းချုပ်ဖို့လိုတယ်လိုအပ်တာထက်ကျမတို့တိထိုက်တဲ့သတင်းတွေ update သတင်းတွေထက်ပို့ပြီးတော့ဒီတနေ့ကို social media မှာ3-4-5နာရီအချိန်ကုန်မခံဘဲနဲ့ကျမတို့လိုအပ်တဲ့သတင်းကိုကျမတို့ information ရယူမယ်ပြီးရင်ကျမတို့လိုအပ်တာချက်ပို့ပြီးတော့ social media ကိုအသုံးပြုခြင်းကိုကျမတို့ပြုပြင်ကြမယ်ပြီးရင်ကျမတို့ဘာလုပ်လို့ရလဲဆိုအဲ့ဒီ social media ပေါ်မှာကျမတို့ကဘယ်သူကတော့ဘာဖြစ်သွားပြီဘယ်မိသားစုကတော့ဘယ်သူကတေဆုံးသွားတယ်ဆိုပြီးတော့ဒီ emotion တွေနောက်ကိုလိုက်ပြီးတော့ကိုရီးယားအိမ်မှာထိုင်နေရင်းနဲ့ပဲဒီ emotion တွေနောက်ကိုလိုက်ပြီးတော့စိုးရိမ်ပူပန်မှုတွေဖြစ်နေမဲ့အစားအဲ့ social media သုံးခြင်းကိုကန့်သက်ပြီးတော့အဲ့ဒီကနေပိုထွက်လာတဲ့အချိန်ကိုကျမတို့ဘာလုပ်ပေးလို့ရလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကျမတို့လုပ်ပေးလို့ရတယ်เนาะကျမတို့မေတ္တာပွားများလို့ရတယ်ခုချိန်မှာအရေးကြီးဆုံးကသီလဆိုတော့ကျမတို့သီလစောင့်တည်ကြမယ်၅ပါးသီလတတ်နိုင်တဲ့သူက၅ပါးသီလ၈ပါးသီလတတ်နိုင်တဲ့သူက၈ပါးသီလဘာကြောင့်သီလစောင့်တည်ရတာလဲဆိုတော့သီလစောင့်တည်ဆိုတော့ကျမတို့ကိုတန်ရှင်းအောင်လုပ်တာပဲကိုတန်ရှင်းအောင်တန်ရှင်းလာတဲ့သူကဘာဖြစ်လဲဆိုကိုရဲ့သီလကိုလုံလာတယ်ဆိုတဲ့သူမှာကမမြင်ရတဲ့စွမ်းအင်တွေသူ့မှာရှိလာတယ်မမြင်ရတဲ့လုံနိုင်စွမ်းတွေသူ့မှာရှိလာအဲ့ဒီအတွက်ကျမတို့ဟာကိုယ်တိုင်သွားပြီးတော့ဒီငလျင်ဖြစ်တဲ့နေရာတွေကိုမကူညီနိုင်တဲ့သူတွေအတွက်ကကို guilty ဖြစ်ပြီးတော့ခံစားနေမဲ့အစားကျမတို့ကိုနိုင်တဲ့ဘက်ကနေကျမတို့တင်ရတွေစောင့်ထိန်မယ်ပြီးရင်ကျမတို့မေတ္တာတွေများပို့မယ်ကိုယ့်ရဲ့ရင်ထဲကနေပြီးတော့ဖြစ်လာတဲ့မေတ္တာသူများတွေဒီမှာမိသားစုတွေပြိုကွဲပျက်စီးကြတယ်တေဆုံးကြတယ်ဆိုတဲ့နေရာမှာကိုချင်းစာပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့တကယ်သူတို့တွေအေးချမ်းပါစေပြီးရဒီဖြစ်ပွားတဲ့နေရာမှာရှိတဲ့လူတွေအကုန်လုံးခုနှစ်သားသမီးအကုန်လုံးအေးချမ်းပါစေဒီဒုက္ခအပူမီးတွေကနေမြန်လွတ်ငြိမ်းပါစေမြန်အေးချမ်းကြပါစေဆိုတဲ့စိတ်လှိုင်းဒီရင်ထဲကနေလာတဲ့လှိုင်းကိုကျမတို့ထုတ်လွှင့်ရမှာဖြန့်ကျက်ရမှာเนาะမေတ္တာတုတ်ကိုထိုင်ပြီးတော့ထိုင်ရွတ်ပြီးတော့စိတ်တွေကချားနေရပြန့်လွင့်တဲ့နေရာအလုပ်မျိုးကိုဒီနေရာမှာဆိုလိုချင်တာမဟုတ်ကျမဆိုလိုချင်တာတကယ်ကိုယ့်ရဲ့အတွင်းထဲကနေလာတဲ့မေတ္တာလှိုင်းကိုချင်းစာတဲ့လှိုင်းနဲ့သူတို့အေးချမ်းပါစေဒီနေရာမှာရှိတဲ့သူတွေဖြစ်နေတဲ့အပူမီးတွေကနေမြန်သူတို့လွတ်မြောက်ပြီးတော့သူတို့ရဲ့ဘဝတွေအေးချမ်းပါစေဆိုတဲ့စိတ်ကိုကျမတို့ကဒီကနေထိုင်ပြီးဖြန့်ကျက်ရမှာထုံလွှင့်ရမှာအဲ့လိုမျိုးကျမတို့မေတ္တာတွေပွားများလို့ရတယ်။နောက်ကျမတို့သီလတွေစောင့်တည်မယ်။အခုထပ်ပို့ပြီးတော့ကျမတို့ကောင်းမှုကုသိုလ်တွေကိုအိမ်မှာနေရင်းနဲ့လုပ်ပြီးတော့ကျမတို့သုံးသွားတဲ့သူတွေကိုကျမတို့တ
ကျမတို့ပြုတဲ့ကုသိုလ်တွေကိုမျှဝေပေးလို့ရတယ်တွေကိုတစုံတဦးကရသွားရင်သူတို့ပို့ပြီးတော့ကောင်းတဲ့ဘဝတွေကိုသူတို့ရသွားမှာလေနော်ဆိုတော့ခုချိန်မှာကိုကလူဝင်အားနဲ့လဲသွားပြီးတော့အဲ့နေရာကိုမကူညီပေးနိုင်ဘူးငွေအားအနေနဲ့လဲသူများတွေလိုငွေသိမ်းပေါင်းညောင်များစွာမလှူပေးနိုင်ဘူးဆိုပြီးတော့အိမ်မှာပဲထိုင်ပြီးတော့ကိုပြစ်ရှိသလိုခံစားနေရမယ်အစားဒီအရာလေးတွေကိုပြုလုပ်ပေးခြင်းအပြင်ကျမတို့ရဲ့လူမှုလောကဘဝလူပေါင်းလောကကိုပို့ပြီးတော့ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်ဖို့အားအင်တွေကိုကျမတို့အတူတူစုပြီးတော့ပြုလုပ်ကြပါစို့အတူတူစုပြီးတော့ကျမတို့ဖန်တီးကြပါစို့လို့ကျမကဒီကနေပြီးတော့မျှဝေလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျမနာမည် Grace ပါ